တကဘာလုံးစောင့်မျှော်နေတဲ့ဂျိုရှာဗန်နဲ့ပန်တိုဂျာတို့ရဲ့မကြေပွဲကြီးပြန်လာပြီ။ဒီနေ့မှာတော့ MMA လောကတစ်ခုလုံးစောင့်မျှော်နေတဲ့သတင်းတစ်ခုထွက်ပေါ်လာခဲ့ပါတယ်။ကျမတို့ရဲ့မြမကုံဆောင်လက်ရှိ UFC Flyweight Champion ဂျိုရှာဗန်ကိုချန်ပီယံဟောင်း Alexandre Pantoja ကမကြေပွဲပြန်ထိုးဖို့တရားဝင်စိန်ခေါ်လိုက်ပြီပဲဖြစ်ပါတယ်။ဒီတစ်ခါစိန်ခေါ်မှုကအရင်ကနဲ့လုံးဝမတူတော့ပါဘူး။နေရာတွေပြောင်းသွားပါပြီ။အရင်တုန်းကချန်ပီယံဖြစ်ခဲ့တဲ့ပန်တိုဂျာဟာခုချိန်မှာတော့ဂျိုရှာဗန်စီကနေရွှေကပတ်ကိုပြန်လူယူဖို့ကြိုးစားမဲ့သူဖြစ်နေပါပြီ။ချန်ပီယံဟောင်းပန်တိုဂျာကလက်ရှိချန်ပီယံဂျိုရှာဗန်ကိုဘလူတွေတောင်ချီးကျူးပြီးစင်ခေါ်သွားလေ။ဒီပွဲတော်တကယ်ဖြစ်လာရင်ဘသူကအသာစီးရမလဲ။အရင်တော့သူတို့နှစ်ယောက်ပထမဆုံးတွေ့ခဲ့ကြချိန်မှာဂျိုရှာဗန်ပေါ်တစ်ကမ္ဘာလုံးကတန်တရားတွေရှိခဲ့ကြပါတယ်။ဒါပေမဲ့ခုချိန်မှာတော့ဇလန်ပြောင်းသွားပါပြီ။ပန်တိုဂျာကိုရိုင်းကဂျိုရှာဗန်ရဲ့ခုလက်ရှိခြေစွမ်းဟာအရင်ကနဲ့လုံးဝမတူတော့ဘူးလို့ပုံမှန်လင်းလင်းပဲဝေခံခဲ့ပါတယ်။ဒါနဲ့မကသေးပါဘူး။ Van Flyweight ကိုအမှန်ကန်ကင်တွယ်ထားနိုင်တဲ့ချန်ပီယံစစ်မှန်တစ်ယောက်ဖြစ်တယ်။တကမ္ဘာလုံးကအတိအမှတ်ပြုနေတဲ့ဖိုက်တာမျိုးဖြစ်တယ်ဆိုပြီးတော့ပါချီးကျူးသွားခဲ့ပါတယ်။ဒါအပြန်ဘက်တစ်ယောက်စီကနေရနိုင်တဲ့အမြင့်ဆုံးအတိအမှတ်ပြုမှုတစ်ခုပါပဲ။ပန်တိုဂျာရဲ့ပုံဝင်ခြင်းကလူတွေကလည်းဒီချန်ပီယံအစ်စ်ကိုရအောင်ဖြုတ်ချပြဖို့ YPPRP တိုက်တွန်းနေကြတယ်လို့ဆိုပါတယ်။ဒါကြောင့်မို့လို့ပန်တိုဂျာအနေနဲ့အညိုးအာကာရကြောင့်မဟုတ်ပဲတမိုင်းကြောင်းကိုရှင်းရှင်းလင်းလင်းဖြစ်သွားအောင်ဒီမကြေပွဲကိုမဖြစ်မနေထိုးချင်နေတာဖြစ်ပါတယ်။ပန်တိုဂျာချန်ပီယံဂျိုရှာဗန်ကိုလေးစားပေမဲ့သူ့ရဲ့ယုံကြည်ချက်ကတော့မာကျောနေစေပါပဲ။အရင်တော့ကဗန်ကိုကြိုက်တယ်လို့အနိုင်ယူလို့ရတယ်လို့ထင်ခဲ့ပေမဲ့ခုတော့လေတံပြောင်းသွားပါတယ်။သူကဘာပြောလဲဆိုတော့ဂျိုရှာဗန်ရဲ့မတည့်ရထိုးချိတ်တဲ့ striking point ကတကယ်ကိုတခြား level ကိုရောက်နေပြီလို့အတိအမှတ်ပြုထားပါတယ်။ဒါပေမဲ့မြေပြင်ပေါ်ရောက်သွားရင်တော့ငါရဲ့ BJJ ground game ကအသာစီးရပြီးချုပ်ကွက်နဲ့ပြန်နိုင်ယူပြနိုင်တယ်လို့ကြုံဝါသွားပါတယ်။ဒီနေရာမှာမေးစရာရှိလာတာကဂျိုရှာဗန်ရဲ့ Mysa striking လားပန်တိုဂျာရဲ့တက်ရှူရက်လောက်တဲ့ BJJ လားဆိုတာကိုပါပဲ။ကွဲပြားခြားနားလို့နဲ့ဒီစတိုင်တစ်ခုထိတ်တိုက်တွေ့တဲ့အခါအော်တဂွန်ထဲမှာဘသူ့ရဲ့ game plan ကအလုပ်ဖြစ်သွားမလဲဆိုတာကဒီပွဲရဲ့အသက်ပါပဲ။ဒီပွဲကရိုးရိုးမကြေပွဲမဟုတ်ပါဘူး။ပန်တိုဂျာအတွက်တော့သူ့ရဲ့တန့်ရွယ်ရချန်ပီယံရွှေကပတ်ကိုပြန်ယူဖို့အတွက်ဒါဟာနောက်ဆုံးခွင့်ရဖြစ်လာနိုင်ပါတယ်။အသက်ကြီးလာပြီဖြစ်တဲ့ဖိုက်တာတယောက်အနေနဲ့စွမ်းဆောင်ရည်တွေကြာမသွားခင်အစွမ်းကုန်ရုန်းကန်ရမယ့်ပွဲပါ။တစ်ဖက်မှာလည်းချန်ပီယံဂျိုရှာဗန်အတွက်ဒီပွဲကသမိုင်းဝင်ပွဲတွေပါ။ပန်တိုဂျာလိုဝါရဲ့ချန်ပီယံဟောင်းတယောက်ကိုသာပြက်ပြက်သားသားအနိုင်ယူကာကွယ်နိုင်ခဲ့မယ်ဆိုရင်ဗန်ဟာမျိုးဆက်တစ်ဖိုက်တာတွေရဲ့မှာရာစုတစ်တစ်ခုအခိုင်အမာတိစောက်လိုက်တဲ့ချန်ပီယံဖြစ်မှတ်တမ်းဝင်သွားမှာသိကြပါတယ်။ပြည်သက်ကြီးတို့ရောဘလို့ထင်ပါသလဲချန်ပီယံဂျိုရှာဗန်ရဲ့လက်သီးတွေကပဲရွှေကပတ်ကိုဆက်လက်ကာကွယ်သွားမလားဒါမှမဟုတ်ပန်တိုဂျာရဲ့ BJJ ချုပ်ကွက်တရားပဲချန်ပီယံအစ်စ်ကိုဒုက္ခပေးသွားမလားဆိုတာကိုအောက်က comment မှာဆွေးနွေးပေးသွားကြပါအောင်ရှင်။